Hello အားလုံးပဲမင်္ဂလာပါဗျကျွန်တော်ရဲ့ဒူဒီမောင်နိုင်ဆိုတဲ့ YouTube channel လေး channel အသစ်ဗီဒီယိုပိုင်း live show လေးရတယ်ကျွန်တော်ကူမတွေအားလုံးညီကိုမောင်နှမတွေအားလုံးကိုနှွေးထွေးစွာမင်္ဂလာပါလို့ပြန်လည်ပြီးတော့နှုတ်ခွန်းဆက်သလိုက်ပါတယ်ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဗျအခုဗီဒီယိုပိုင်း live ကိုကြည့်ပြီးအားပေးဝင်ရနေတဲ့ viewer တွေအားလုံးပဲနောက်ကိုကဒူဒီကိုဝါနာပါတယ်ဒူဒီကိုတကယ်အမှန်ကန်ကစားတဲ့လူတွေဆိုရင်တော့ဒီဗီဒီယိုဖိုင်ဒီကြည့်ရှုနေတဲ့ viewer တဦးတယောက်ချင်းစီတိုင်းအတွက်အကျိုးရှိစေမယ့်ဗီဒီယိုဖိုင်မှာလောကမိုဘိုင်းနဲ့ကိုကဒီဟာဝါနာမပါဘူးဆိုရင်တော့ဒီလူတွေအတွက်ကိုတော့ကျွန်တော်ဘက်ကနေပြီးတော့ဒီဗီဒီယိုဖိုင်လေးကအကြောင်းအရာကပြောတာတော့မဟုတ်ဘူးဒုတိဝါဒနာရှင်တွေကိုပဲပြောတာပါဒုတိဝါဒနာရှင်တွေတဲကမှညနေပိုင်းမှာကျွန်တော်တို့တကွာကောင်းကြိုက်တဲ့ဆိုတဲ့ကစားသမားတွေအားလုံးနဲ့နော်ပတ်တီးတစ်လုံးတကွာကောင်းလောက်ကိုထိထိမိမိတင်ပြီးတော့ကစားခြင်းနဲ့ဆိုတဲ့ကစားသမားတွေအားလုံးအတွက်ကိုပို့ပြီးတော့ရည်ရွယ်တယ်ဆိုရင်တော့မှန်လိမ့်မယ်ဗျနော်ကျွန်တော်ဒီဒူရီမောင်နိုင်ဆိုတဲ့ YouTube channel လေးကကျွန်တော် channel အသစ်ကလေးဖြစ်ပါတယ်အဲဒီတော့ကြောင့်မလို့ဒီဗီဒီယိုပိုင်း live ကိုကြည့်တဲ့အချိန်မှာလူသစ်မိတ်ဆွေများအားလုံးပဲပါကောင်းပါနိုင်ပါတယ်ဒီလူသစ်မိတ်ဆွေများအားလုံးက channel လေးကို subscribe လေးတွေနှိပ်ပြီးတော့အားလုံးပဲအားပေးဝင်းရကူညီပေးကြဖို့တဦးတယောက်ချင်းစီတိုင်းကိုမေတ္တာရက်ခံပါတယ်နော်ဒါလေးတစ်ခုတော့အားလုံးကိုတောင်းဆိုပါတယ်မေတ္တာရက်ခံပါတယ်ကဲဟုတ်ပြီဆိုရပါစို့ကျွန်တော်ဒီနေ့မှတ်တာပိုင်းမှာနှစ်ဆိုပြီးအပူးထွက်သွားတယ်နှစ်ဆိုပြီးအပူးထွက်သွားတာဒီသူဘာလုံးချင်တာလဲဘာလို့ချင်တာလဲဆိုတော့ကျွန်တော်တို့ကမမေးခင်မှာဒီနှစ်အပူးထွက်ပြီးသွားတာမဖြစ်မနေကြကိုကြပေးရမယ်ဒီတောက်ကြနေညနေပိုင်းမှာလုံးဝအကျွေးရှိတဲ့မိတ်ဆွေတွေဆိုရင်အကျွေးချပတ်လို့ရပါတယ်တင်ပြီးတော့ main တင်ခွက်ကိုထိုးမယ်အကျွေးချပတ်တီတစ်လုံးကိုလည်းလုံးဝတောင်းချပြီးပတ်ရဲတယ်သိန်းချပြီးပတ်ရဲတယ်ဆိုရင်အကျွေးချပတ်ပြီးတော့အော်လိုက်တော့เนาะကျွန်တော်ဒီလောက်ပဲပြောချင်တယ်ကျွန်တော်ကစကားနဲ့ပြောနေရတာတဲ့ဆိုင်မိတ်ဆွေများအားလုံးကိုလက်တွေ့ပဲအသက်တွေပြရတာကိုပို့ပြီးတော့နှစ်သက်တဲ့လူဒါဒီကိုနိုင်ရဲ့ live တွေကိုအများနဲ့ကြည့်ပြီးအားပေးဝင်ရတယ်ကိုနိုင်ရဲ့ video file တွေကိုအများနဲ့ကြည့်ပြီးတော့အားပေးဝင်ရတယ်ကိုနိုင်ရဲ့လူအောင်မိတ်ဆွေတွေအားလုံးဆိုရင်တော့သိပါတယ်เนาะအခု video file live ကိုကြည့်ရတဲ့မှာလူသစ်မိတ်ဆွေတွေအားလုံးလည်းပါတယ်ဆိုတော့เนาะကျွန်တော်အခုမှလည်းအားလုံးပဲလူသစ်မိတ်ဆွေတွေအားလုံးပဲဒီညနေပိုင်းမှာလုံးဝ lucky ပွင့်စေရမယ် lucky ဖြစ်စေရမယ်လို့ပဲပြောချင်တယ်ကျွန်တော်ဗီဒီယိုပိုင်း live ကိုကြည့်တဲ့ viewer တွေအားလုံးပဲဒီ channel လေးမှာများတယ်ကြည့်တဲ့ viewer တွေရှိတယ်ဆိုရင်တော့ကျွန်တော်ညနေပိုင်းမှာကျွန်တော်ဒီညပေါ့နော်ဒီညမှာကျွန်တော်ဘက်ကနေတရွေးဒီကဏ္ဍလေးကိုလာရောက်ပြီးတော့တင်ပေးဖို့တော့အစီအစဉ်ရှိတယ်ဗျနော်တရွေးဒီကဏ္ဍလေးတစ်ခွက်ကောင်းလေးကျွန်တော်ကြိုက်တယ်တစ်ခွက်နှစ်ခွက်ပဲကျွန်တော်တင်ပေးမယ်တရွေးတွေကတော့အများကြီးလည်းတင်တာမဖြစ်တဲ့မဟုတ်တဲ့အတွက်ကြောင့်မလို့အားလုံးပဲအဆင်ပြေတယ်ယုံကြည်တယ်ဆိုအော်ရာထိုးအော်ရာကင်ပြီးတော့ဗျာကဲဟုတ်ပြီဒါဆိုရင်အားလုံးပဲကဏ္ဍလေးကိုတေချာလေးမှတ်ပေးပါကျွန်တော်တို့ဒီ31ရက်10လပိုင်း2025တောက်ကြနေ့ညနေပိုင်းနောက်ဆုံးပိတ်နေပွဲသိမ်းမှာဝမ်ချင်းပိုင်ပတ်တီဒီ10ပိုင်10ပတ်တီ3ပိုင်3ပတ်တီပါ10ချိုင်းနဲ့တဲ့မိတ်ဆွေတွေ10ကိုပတ်ပါ3ချိုင်းနဲ့တဲ့မိတ်ဆွေတွေ3ကိုပတ်ပါနော်10နဲ့ပတ်တိုင်ထိုးရမယ်ကဏ္ဍအထူးမင်း2ကွက်ပဲရှိတယ်10နဲ့ပတ်တိုင်အကူမရအားလုံးပဲ10ခွန်နဲ့10နဲ့နော်10နဲ့ပတ်တိုင်10ခွန်နဲ့10နဲ့2ကွက်ပဲရှိတယ်ကျွန်တော်တို့ဒီ3နဲ့ပတ်သက်ရင်3ခွန်နဲ့3နဲ့နှစ်ကွက်ပဲရှိတယ်အထူးမဲ8နဲ့ပတ်သက်ရင်8ခွန်8နဲ့နော်8နဲ့ပတ်သက်ရင်8ခွန်8နဲ့3နဲ့ပတ်သက်ရင်3ခွန်3နဲ့ဒီကဏ္ဍလေးတွေပဲအားလုံးပဲအော်တိုထားဒီညနေပိုင်းကလာပြီးအားလုံးအတွက်တလုံးပိုင်းအနေနဲ့ရဲပတ်ရဲတဲ့မိတ်ဆွေများရဲတင်ပြီးကစားမယ်ဆိုတဲ့ကစားသမားများတလုံးပိုင်းကိုကျွန်တော်8တလုံးပိုင်းကြိုက်တယ်နော်8တလုံးနဲ့ကိုကြိုက်တယ်8တလုံးပိုင်းကိုအခုမှရအားလုံးပဲကြိုက်နေတတ်မှုရှိပါတယ်အားရခြင်းမှုရှိပါတယ်မိတ်ဆွေများအားလုံးပဲတစ်ခွက်ကောင်းအနေနဲ့ထိုးမယ်ဆိုရင်8ခွန်နော်8ခွန်ဆိုတဲ့ကဏ္ဍနော်8ခွန်ဆိုတဲ့ကဏ္ဍတစ်ခွက်ထဲထိုးဗျာဟုတ်ပြီလားကဲဒါဆိုရင်ကျွန်တော်ဗီဒီယိုပိုင်း live ကလေးကိုကျွန်တော်ဒီမှာဒီလောက်နဲ့ပဲရနာခြင်းပါတယ်အပင်းဝင်းရတဲ့ဗီဒီယိုဒုတိယချင်းတိုင်းကျေးဇူးတင်ပါတယ်ဗီဒီယိုအသစ်တင်တိုင်းမှာမြင်တယ်တွေ့ကြတယ်ဆို channel လေးကို subscribe နှိပ်ပေးပါဘေးကခေါင်းလောင်းလေးကိုဖွင့်ပေးထားဖို့လည်းမမေ့ပါနဲ့ဗျအားလုံးဘိုင်ဘိုင်ပါ